တောင်ပြတန်းကမောင်ချစ်ကိုကျင်နာပါရဲ့နဲ့လမ်းခွဲမှာမောင်ပန်းဒီတဲ့ချစ်ရဲ့ရှိများကိုအခုမှလွမ်းဖို့နေသလိုမောင်ချစ်ဆုံးကမင်းတယောက်